ငါးပါးသီလတဲ့ပို့ပြီးတော့ကောင်းတဲ့ကုသိုလ်ရှိသေးလားလို့ဆိုရှိသေးတယ်လက်လေးနှစ်ချောင်းနဲ့ကြောက်ပြမောမှာနတ်သားသွေးထားပြီးလက်လေးနှစ်ချောင်းနဲ့ယူပြီးနာဝကိုတိတ်ပြီးရှူလိုက်တဲ့အချိန်ပိုင်းလေးလောက်ပဲဖြစ်စေတရဝရီချမ်းသာကြပါစေဆိုတဲ့ရှင်နယ်ကမေတ္တာရှင်နယ်မှာမေတ္တာဖြစ်အောင်လုပ်တာကငါးပါးသီလဆိုတဲ့ကုသိုလ်တွေပိုမြတ်တယ်။ဘာကြောင့်မြတ်တယ်လို့ပြောလို့ဆိုငါးပါးသီလကသီလအဆင့်ပဲရှိတယ်။မေတ္တာဘာဝနာပွားလိုက်တယ်ဆိုတာဘာဝနာအဆင့်ရောက်သွားပြီ။ဒါကြောင့်မို့လို့ပိုမြတ်တယ်။အဲ့ဒီမေတ္တာပွားမှုအောင်မြင်သွားပြီဆိုလို့စံနေပိညင်နေရပြီဆိုရင်ပြမပြေမှာကဘာနဲ့ချီပြီးတော့အသက်ရှိနိုင်တာဒါကြောင့်မို့လို့သီလကဘယ်လောက်ပဲပြည့်စုံပြမမဖြစ်ဘူးသီလကုသိုလ်တစ်မျိုးတည်းနဲ့ပြမမဖြစ်ဘူးဌာနကုသိုလ်နဲ့လည်းပြမမဖြစ်ဘူးမေတ္တာဘာဝနာပွားပြီးတော့သမထကျင့်စဉ်ကျင့်လို့ဆံရပြီဆိုရင်ပြမဖြစ်တယ်လို့ဒါကြောင့်မို့လို့မြတ်တယ်လို့ပြောတာနော်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ရှိသေးလားလို့ဆိုရှိသေးတယ်